ကျွန်တော်အခုဗီဒီယိုဖိုင်လေးတော့ဒီဖုန်းလေး Redmi Note 8 Pro Begonia လေးကိုဒါအခု China ROM ကြီးဖြစ်နေတာပါဗျာနော် China ROM ကနေပြီးတော့ Global ROM ကိုချိန်ပြမှာပါကျွန်တော်တို့နော်အရင်ဆုံးဘာတွေလိုမလဲဆိုတော့ဒီနော် Boot Loader Unlock လုပ်မဲ့ဒီ web file လေးတစ်ခုရယ်ပြီး Redmi Note 8 Pro firmware ကိုခဲ့ရနေရှာဆွဲလိုက်ပါ NTK driver ATB driver လိုမှာပေါ့ဗျာနော် NTK chipset မလို့နော်ဒါ ATB ကတော့ Fatfu Gappa product တို့ဘာလို့ကြည့်လို့ရအောင်အရင်ဆုံးကျွန်တော်တို့ဒီဖုန်းကိုနော် model ချက်လိုက်ပါ Fatfu Gappa product ဆိုပြီးတော့နော်ဒီ Fatfu command ဖွင့်ပြီးတော့ကျွန်တော်ဖုန်းကို Fatfu ဝင်လိုက်ဖို့ရဖုန်းကို power set ပိတ်လိုက်ပါမယ် power set ပိတ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီ volume down နဲ့ power နဲ့နှိပ်ပြီးတော့ Fatfu ဝင်လိုက်ပါမယ်ရရင်နော် Fatfu ဝင်သွားပြီဆိုရင်ကျွန်တော်ကြိုးထိုးမယ်ကြိုးထိုးပြီး Windows R ဆိုပြီးတော့ CMD ဆိုပြီးတော့ကျွန်တော် command ခေါ်လိုက်ပါမယ်အဲ့မဲ့ command ခေါ်ပြီးတော့ကျွန်တော်ဘာရိုက်မလဲဆိုတော့နော် Fatfu get bar product ပြအောင် DUCD product ဆိုပြီးတော့ product ကြည့်လိုက်ပါနော်Fatfu စလုံးမဘလို့ဖြစ်တာFatfu DCUD ဖြစ်သွားနော်နောက်လုံးပါပါလို့ spelling နော် Fatfu get bar product ပြအောင် DUCD နော်ပြီးတော့ enter ခေါက်လိုက်ပါ Begonia လို့ရပြီနော်ပြီးတော့ကြတော့ Fatfu get bar unlock ဆိုပြီးတော့နော်ကြည့်ထားလိုက်ပါဗျာ unlock ဖြစ် no တယ်နော် unlock no ဆိုရင်တော့ဘူးလို့တိုင် unlock မလုပ်ရသေးပါဘူး yes ဆိုရင်တော့လောက်ထားပြီးသားပါ setting တွေကနေကြည့်လဲနော်တော့ဖြစ်မဖြစ်ကြည့်လဲရပါတယ်နော်နော်အဲ့မှာနော်ကျွန်တော်ဖုန်းကို reboot ထပ်ပြီးလုပ်လိုက်ပါအောင်မယ်နော် Fatfu reboot ပေါ့နော်ဘာလို့ဆိုကျွန်တော် setting တွေကနေ USB debugging နဲ့ developer option on ရင်လို့ပါOEM unlock နဲ့နော် USB debugging on ရင်လို့ပါနော်ဖုန်း reboot ချလိုက်တာပါabout phone နဲ့เนาะ setting နဲ့သွားပြီး about phone တွေကနေ MIUI version ကိုခုနှစ်ချက်နေပြီးတော့ additional setting ကနေပြီးတော့ကျွန်တော်တို့เนาะ additional setting ကနေပြီးတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုဒီ developer option မှာเนาะဒီ OEM unlocking နဲ့ USB debugging ကို on ခဲ့ပါ OEM unlocking နဲ့ဒီเนาะ USB debugging ကို on ခဲ့လိုက်ပါเนาะOEM unlocking နဲ့ USB debugging နော် USB debugging ကို on ခဲ့လိုက်ပါ on ပြီးရင်ကျွန်တော်တို့နော်ဒါတော့ခုနလိုနော် Boot Loader status မှာ no ဆိုရင်လောက်ရမှာပေါ့နော်ပြီးတော့ဒီ setting ထဲမှာကြည့်လိုက်နေရပါတယ်unlock လားဆိုတာနော်ဒီ me lost status မှာပေါ့နော်me lost status မှာနော်ဒီမှာ locket လို့ဖြစ်နေတာပါနော်ဒါလို့ Boot Loader unlock လုပ်ပြီးမှကျွန်တော်တို့ global တော့ချိန်ပါပါအဲ့ကြတော့ကျွန်တော်တို့ဒီ setup 3ပေါ့ Boot Loader unlock file ကိုဖွင့်ပြီးတော့ကျွန်တော်တို့ Boot Loader unlock လုပ်ပါတော့မယ် Boot Loader unlock file နဲ့နော်ဒီမှာနော်ဒါလေးကိုကျွန်တော်တို့ zip ဖြည့်လိုက်ပါမယ်ဒီ USB DK တွေပါပြီးတော့မတင်ရသေးတော့တင်ထားလိုက်ပါဗျာကျွန်တော်ဆက်ကတင်ပြီးသားဆိုတော့ကျွန်တော်မတင်တော့ပါဘူးเนาะဖြီးတော့เนาะရရင်เนาะဒီ unlock Boot Loader ဆိုတဲ့ Windows web file လေးကိုဖွင့်ပြီးတော့ unlock လုပ်မှာပါကျွန်တော်အဲ့ကြတော့ဖုန်းကိုဆွဲပြီးတော့ power ပိတ်လိုက်ပါမယ်ဖုန်းကိုဆွဲပိတ်ပါမယ် power off ပါမယ်ဖ
ဖုန်းကို power ပိတ်လိုက်ပါပြီးရင်ကျွန်တော် unlock bootloader file လေးကိုဖွင့်ပါရရင်နော် reloader no power of the phone ပေါ်လူတောင်းနှိပ်ကျိုးထိုးလို့ဒီလိုစာလေးပေါ်နေရင်ကျွန်တော်ပေါ်လူတောင်းကိုနှိပ်ပြီးတော့ကျိုးထိုးလိုက်ပါမယ်ပေါ်လူတောင်းကိုနှိပ်ပြီးတော့ကျွန်တော်ကျိုးထိုးပါမယ်ဒီ laptop ကဒီဖုန်း preloader မဟုတ်ဝင်တာကိုတည်သွားပြီဆိုရင်ပေါ်လူတောင်းကိုလွတ်လို့ရပါတယ်နော်ဒါဆက်ဆက်ဘူးလီဖြစ်သွားပါပြီဘူးလို့တာ unlock ကျွန်တော် power ပြန်ဖွင့်ကြည့်လိုက်ပါမယ်ဘူးလို့တာ unlock ဖြစ်သွားပြီဆိုရင်ဒီနားလေးမှာတော့ပုံလေးနဲ့နော်ပွင့်နေပါလိမ့်မယ်နော်တော့ပုံလေးပေါ်လာပါလိမ့်မယ်အဲ selfie ကင်မရာအောက်မှာပေါ့နော်ဒီတော့ပုံလေးပေါ့ဗျာဒီတော့ပုံလေးเนาะအဲဆိုရင်ဘူးလို့တာအန်တော့အောင်မြင်သွားပါပြီဘူးလို့တာအန်တော့လောက်တာเนาะဘူးလို့တာအန်တော့လောက်တာဒီမဲ့တော့ပုံလေးပေါ်လာပြီဆိုရင်ဒါဘူးလို့တာအန်တော့လောက်ပြီးပြီဆိုတော့ကျွန်တော်တို့เนาะဘယ်စီပြီးသွားပြီလဲဆိုတော့step 3 စီပြီးသွားပါပြီ firmware တင်တော့မှာပါเนาะဒီ firmware file ကိုကျွန်တော်တို့ဒီfirmware file ကို desktop ပေါ်ကူးတင်ရမှာပါ desktop ဒါမှမဟုတ် C ထဲကိုကူးတင်ပါเนาะ firmware zip ဖြီးပြီးတော့ဗောနော် firmware folder ကို zip ဖြီးเนาะ zip ဖြီးပြီးတော့အဲ့ဒီ firmware file desktop or သို့မဟုတ် C ထဲကိုကူးထည့်ပါเนาะ C ထဲကိုကူးထည့်မှာပါရရင်เนาะရရင်เนาะဒီ firmware for series ကိုရောက်ပြီးသားဆိုရင်လည်းကျွန်တော်တို့เนาะကူးစရာမလိုတော့ပါဘူးเนาะဒီမှာ firmware file လေးကို right click show more ဒီ h12 here ဆိုဒီလိုဖြည့်ပြီးသားလေးပေါ့ကျွန်တော်ဖြည့်ထားလိုက်တာပေါ့เนาะဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့เนาะဖြည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့เนาะဖြည့်ပြီးသွားပြီဆိုရင်ဒီ firmware folder တွေက flash.bat လေးဒါလေး run ပေးရမှာပေါ့ဗျာเนาะ flash.bat လေးကို run ပေးပါမယ်ကျွန်တော်ဖုန်းကိုအဲ့ကြတော့ပါတယ်ဖတ်ဖို့ဝင်ပါမယ်เนาะတော့ဒီမှာပါတယ်တော့ firmware folder ကို zip c ထဲကူးထည့်ပြီးလို့ရှိရင်ကူးထည့်ပြီးလည်းမလို့ဘူးပေါ့เนาะ rename လုပ်ရမယ် special character တွေ space ပါတွေမရဘူးလေเนาะပြီးရင်ဖုန်းကို Facebook mode ဝင်ကျွန်တော်ဒါကိုမလုပ်သေးဘဲနဲ့ဒါဆိုတော့ဒီ rename မလုပ်သေးဘဲနဲ့ကျွန်တော် Facebook mode ဝင်ပြီးတော့ computer ချိတ်ပြီးတော့ flash.bat ကို run ကြည့်လိုက်ပါမယ်เนาะ power switch ပိတ်လိုက်ပါမယ်ကျွန်တော်ဖုန်းကိုပြန်ပြီးတော့ Facebook mode ဝင်ဖို့ရเนาะပြီးတော့ဗာလဲကျွန်တော်ဒီ volume down နဲ့ power နဲ့နှိပ်ပြီးတော့ဖုန်းကို Facebook mode ဝင်လိုက်ပါမယ်เนาะဒီလို Facebook mode ဝင်သွားပြီဆိုရင်ကျွန်တော်ကြိုးထိုးလိုက်ပါမယ်ကြိုးထိုးပြီးတော့ကျွန်တော်တို့ခုန firmware folder တွေက flash.bat run ကြည့်ပါမယ်ဒီလိုမျိုး run သွားရင်တော့ကျွန်တော် rename လုပ်ဆရာမလိုဘူးပြเนาะဒီလိုမျိုးချိတ်ဆက်မှုရှိတယ် run သွားရင်တော့တကယ်လို့ဒီမှာ flash ဆိုပြီးတော့ဒီ command လေးပေါ့เนาะဒီ run နေတဲ့ flash.bat လေးပျောက်သွားလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုပြီးတော့ဒီ right click ပါတယ် show more rename ဆိုပြီးတော့ဒီမှာเนาะကြိုက်တဲ့နာမည်029A to Z ပြောင်းလိုက်ပေါ့ဗျာเนาะဘာလို့ဆိုဒီမယ်လေ begonia_id go_image_ เนาะဒီမယ်လေဖတ်ရတာအရန်ခက်တာเนาะအဲ့လိုမျိုးဆိုလို့ရှိရင်
ကျွန်တော်တို့ rename ပေါ့ဗျာကြိုက်တဲ့နာမည်တစ်ခုခုကို rename လုပ်ပြီးတော့ဒီထက်ခုနလို flash.bat ကို run လိုက်လို့ရှိရင်အခုလိုမျိုး firmware တင်နေတာကိုတွေ့ရမှာပါကိုးစားတော့ကျွန်တော် rename လုပ်စရာမလိုပဲနဲ့တင်နေတော့เนาะအဆင်ပြေသွားလို့ပါเนาะတန်းချိတ်ဆက်မှုရှိပြီးတော့လေဒီမှာတော့เนาะ15မိနစ်ခန့်တော့ကြာတတ်ပါတယ်เนาะ15မိနစ်10မိနစ်ခန့်တော့ firmware တင်တာကြာတတ်ပါတယ်ပြီးရင်တော့သူဖုန်းက global run ချိန်ပြီးသွားရင်လိုပွင့်လာမှာပါခုစားတော့ဒီ system တော့ ing ကဒီဖုန်းထဲမှာဖိုင်ဆိုင်အကြီးဆုံးဆိုတော့เนาะကြာပါလိမ့်မယ်เนาะ system တော့ ing ကအကြာဆုံးဖြစ်မှာပါတင်တာဒီစကလုံးလေးပေါ့ SPARC spare ဆိုတာလေเนาะဘာလို့တာလဲဆိုခွဲတင်လိုက်တာပေါ့အပိုင်းပိုင်းခွဲတင်လိုက်တာဘာဖြစ်လို့လဲဆိုတော့ဒီ file size ကကြီးနေလို့ပေါ့เนาะဒီ system ကိုလေသူက spare လုပ်ပြီးတော့တင်ပါပါเนาะ spare လုပ်တယ်နဲ့ spare လုပ်နေเนาะ spare လုပ်ပြီးတော့ခွဲတင်လိုက်တာပါဒါတော့ကျွန်တော်เนาะဟိုဟာကိုနည်းနည်းရစ်ထားပါတယ်ဖို့เนาะ firmware တင်တာเนาะကျွန်တော်ရစ်ထားပါတယ်15မိနစ်လောက်ပြည့်တော့ဗီဒီယိုဖိုင်ကိုเนาะကြာမှာဆိုလို့လည်းကြော်ထားတာပေါ့เนาะအဲကြောင့်ကျွန်တော်တို့เนาะဖုန်းကเนาะဒီ Facebook တွေပဲရောက်နေတာဆိုတော့ကျွန်တော်တို့เนาะ Facebook review ဆိုပြီးတော့ comment ရိုက်ပြီးတော့ review လုပ်လိုက်ပါမယ်เนาะထွက်မသွားလို့Facebook review ခုဆိုဖုန်းကเนาะ review ဖြစ်သွားပါတယ်เนาะ review ဖြစ်ပြီးတော့ကျွန်တော်တို့ global run လေးနဲ့ firmware တက်လာမှာဖြစ်ပါတယ်ဒါเนาะဒီလိုမျိုးလေးပေါ့ global run လေးနေသွားလိုက်ပေါ့เนาะဒီเนาะနေသွားလိုက်ဖုန်းကဒီ firmware တင်ပြီးလို့เนาะပြန်ပွင့်လာတာလေ10မိနစ်ခန့်ကြာတတ်ပါတယ်เนาะနောက်တစ်ချိန်ဆိုတော့မကြာတော့ဘူးဗျာ initialize လုပ်တဲ့ခေါ်တာပေါ့เนาะ firmware ပြန်တင်ပြီးတော့ပွင့်လာတာကြာတတ်ပါတယ်เนาะ skip တော့နေသွားလိုက်ဗျာကိတင်နေသွားလိုက်တယ်နော်ကဲနော်အခုဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေဗျာ